လာပါဟိုင်မုတ်ကိုဒီမေခွန်းလေးမေးထားလို့ပေါ့နော်သူကဗာမေးတာလဲဆိုတော့ US မှာတဲ့သွားညှိတဲ့အလေးထားအဲ့လိုလုပ်ကြတယ်ပေါ့နော်ဘာတွေကောင်းလဲဆိုပြီးတော့မေးထားတာရှိတယ် US မှာ braces လို့ခေါ်တဲ့ဒီသွားညှိကုသတဲ့ကုသမှုကိုကလေးတွေမဟုတ်ဘူးလူကြီးတွေပါလုပ်ကြတယ်ပေါ့နော်ဒါလိုအပ်လို့လုပ်တာပါသွားညှိသွားရင်အစာစားရတာလည်းပိုကောင်းလာတယ်သွားတန့်ရှင်းလုပ်ရတာလည်းပိုကောင်းမယ်ဆိုတော့ရည်ရွယ်ချက်နဲ့ braces ဆွဲကြတာဖြစ်ပါတယ်ဟိုင်မိုအနေနဲ့ပြောရရင်ဟိုင်မိုကအသက်30အရွယ်ထိသွားကျန်းမာရေးနဲ့ပတ်သက်ပြီးကိုတိုင်းအားနေခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့ဟိုင်မိုဒီလည်းဒီအရင်ကတည်းက crowded ဖြစ်ခဲ့တဲ့ဒီ anterior ရှေ့သွားတွေ crowded အားဖြစ်ခဲ့တဲ့လူဆိုတော့ဒီတိုင်းစနေသွားရင်လည်းရတယ်သို့တော့ဒီ dental free တဲ့ကိုဝင်လာခဲ့တဲ့အချိန်ကစပြီးတော့ငါဒါကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတစ်ခုပဲဆိုတဲ့အနေနဲ့ဟိုင်မိုဒီသွား braces တက်တာကို investment တစ်ခုအနေနဲ့ဟိုင်မိုစပြီးတော့လုပ်ခဲ့တယ်နောက်ဆိုလို့ရှိရင်သွားလေးက oral hygiene အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းသွားညီသွားတာဖြစ်တဲ့အတွက်တန်ရှင်းလောက်ရတာပို့ပြီးတော့လွယ်ကူလာမယ်သွားနဲ့ပတ်သက်တဲ့တဖုံးနဲ့ပတ်သက်တဲ့မတန်ရှင်းတဲ့အကြောင်းအရာတွေညှော်နေသွားမယ် green နဲ့လည်းပို့ပြီးတော့ကောင်းလာမှာပါအဲ့တော့ဘလို့သွားမျိုးစားတွေမှာ braces တက်ဖို့လိုအပ်လဲလို့မေးလာခဲ့မယ်ဆိုလို့ရှိရင်သွားတွေအရန်ထက်တဲ့သူတွေပေါ့နော်မေးရိုးကကျင်းပြီးတော့သွားတွေကတစ်ချောင်းပေါ်တစ်ချောင်းထက်နေတာတွေစောင်းနေတာတွေအဲ့လိုလူတွေမှာသွားတက်ရတာလည်းခက်တယ်သွားတန့်ရှင်းလောက်ရတာခက်တယ်ဆိုတော့သွားရမ်းထက်တဲ့သူတွေကသွားပိုးစားတာတွေသဖုံယောဂတွေပိုပြီးဖြစ်နိုင်တဲ့အတွက် braces ဆွဲတဲ့သူတွေထဲမှာပါပါတယ်နောက်မျိုးစားကသွားကျဲတဲ့သူတွေပေါ့နော်သွားတစ်ချောင်းနဲ့တစ်ချောင်းကြားမှာ spacing တွေ gap ဖြစ်နေတဲ့နေရာတွေပေါ့နော်အဲ့ဒီလိုမျိုးအရန်ကျင်းနေပြီဆိုလို့ရှိရင်လည်း braces ဆွဲတင်ပါတယ်နောက်တစ်မျိုးကအခုပုံမှာပြထားတဲ့အတိုင်းအပေါ်သွားတွေကရှေ့ကိုတိတိတတ်တာကြီးငေါပြီးထွက်နေတာပေါ့နော်အောက်သွားကိုအုံမိုးထားတယ်လို့ပေါ့တမျိုးပြောရရင်သွားခေါ်တယ်လို့ခေါ်ကြတယ်ဆိုတော့အဲ့လိုသွားအမျိုးစားကိုလည်း braces ဆွဲပြီးညှိလိုက်လို့ရှိရင်လည်းရပါတယ်နောက်ထပ်အမျိုးစားတစ်ခုက bite issue ပေါ့နော်ကြိုက်တာမှန်တာပေါ့အဲ့ဒီမှာ2မျိုးရှိတယ်အခုပုံကတော့ဒါ over bite လို့ခေါ်တယ်အပေါ်သွားတွေကအောက်သွားကိုတော်တော်လေးကိုကျုံပြီးတော့ကိုက်နေတာပေါ့နော်ဆိုတော့အဲ့ဒီသွားအနေထားနောက်ထပ်သွားအနေထားက under bite အောက်မေးရိုးကရှေ့ကိုထွက်နေပြီးတော့ဒီအောက်သွားတွေကအပေါ်သွားတွေရဲ့အရှေ့ကိုရောက်နေတာဆိုတော့အဲ့လို bite 2မျိုးလုံး over bite ကော under bite ကောအမျိုးအစားရှိတဲ့သွားပိုင်ရှင်တွေကလည်း braces ဆွဲပြီးတော့သွားပြင်လိုက်ရပါတယ်နောက်မျိုးစားက open bite သွားစိလိုက်လို့ရှိရင်အနောက်သွားတွေကစိထားတဲ့ချိန်မှာရှေ့သွားမှာလွတ်နေတာပေါ့ဆိုတော့ရှေ့အပေါ်နဲ့အောက်နေရမထိဘူးဆိုတော့ open bite အမျိုးစားရှိတဲ့လူတွေနောက်တစ်ခုက cross bite လို့ခေါ်တဲ့အပေါ်သွားနဲ့အောက်သွားကိုစိလိုက်တဲ့အချိန်မှာအပေါ်သွားကအောက်သွားရဲ့အတွင်းဘက်ကိုရောက်နေတဲ့အမျိုးစားပေါ့အဲ့ဒါက cross bite အမျိုးစားတွေလည်းbraces တက်ပြီးတော့ပြင်လို့ရပါတယ်နောက်ပြီးတော့လည်းသွားမညီလို့မေးရိုးနာတဲ့သူတွေပေါ့နော်နောက်ပြီးအန်ကျိတ်လိုက်လို့ရှိရင်အတန်မြည်တဲ့သူတွေအစာစားတဲ့ခါမှာလည်းသွားကြတအားညက်တဲ့သူတွေကဒီလို braces ဆွဲလိုက်လို့ရှိရင်လုံးဝတိတာသွားတယ်နောက်ပြီးတော့အပြုံးလေးတွေကလည်းပို့ပြီးတော့လှလာကြမှာပါbraces ကိုသွားရည်စုံတဲ့အရွယ်ပေါ့နော်10နှစ်ကနေ14နှစ်ဆိုလို့ရှိရင် braces ဆွဲလို့ရပါပြီဟိုင်မိုတို့လိုအသက်ကြီးတော့အခါကျတော့မှသွားညှိကုသမှုကိုလည်းလုပ်ချင်တယ်ဆိုရင်လည်းရပါတယ် braces ဆွဲမယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့သွားနေထားပုံမူတည်ပြီးဘာတွေလုပ်ရမလဲဘယ်လောက်ကြာမလဲအချိန်တိုင်းတာရဘယ်လောက်ထိကိုက braces ဆွဲရမလဲဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ braces နဲ့ပတ်သက်တဲ့သွားညှိကုသတဲ့ specialist တွေနဲ့သွားပြီးတော့တိုင်ပင်လို့ရပါတယ် braces ဆွဲရင်ဆွဲတော့မယ်လို့ပြင်ဆင်ထားလို့ရှိရင်ကိုယ့်ရဲ့ခြံနဲ့အကုန်လုံးပေါ့နော်သွားတွေဒီသွားပိုးပေါက်ဖြစ်မနေရဘူးသွားတွေအကုန်လုံးကောင်းနေတယ်ဆိုလို့ရှိရင်တော့ braces စဆွဲဖို့လုပ်ပါအဲ့တော့သွားညှိကုသတယ်ဆိုတာသွားလှဖို့လည်းမဟုတ်ဘူးကျမကြီးနဲ့အများကြီးထောက်ကူပြုတဲ့အတွက်ဟိုင်မောကတော့ဒီ braces တက်တဲ့အကြောင်းအရာကိုရှင်းပြလိုက်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye